အားလုံးပဲမင်္ဂလာပါသက်ရှိကြပြရာသီဥတုကနှုတ်လက္ခဏာအောက်ကိုရောက်နေလေကိုလိုဆက်ဆက်ရည်တွေအေးခဲသွားမအောင်ဆိုရင်နေလေအစီမဆိုင်ပဲပေါ့ဒီမှာနေဝင်မှုပေါ်တန်ရာကြီးကြီးရှိတယ်တယောက်တည်းအိပ်ပြီးတယောက်တည်းနိုးရတာကိုမုန်းတယ်ဆိုးလွင်ချင်းလို့ငါလေးလှုပ်တော့ပကတ်လွှဲကျင်ကြတဲ့လက်တွေကိုတို့ကြောက်ပင်ကုန်မြင်တွေဖြစ်ခဲ့ရတယ်ကြားလေးသွေးလို့ဝေးရရင်ဒီသွေးချောက်ပြစီနေတော့တောင်းပါစီဒီလိုပြောတဲ့အခါသွားလေးတွေပေါ်ပြုံးပြီးအခန်းလေးတွေတော့ရှင်းနေမလားနေဝေးတဲ့အခါစောင်းညတွေကဟိုအေးချောင်းမရောကိုပါသိတာပြီစောင်းကောင်းမှုချုံပါနဲ့ကိုတက်ရှုချက်တယ်တယ်လီပတီယာကိုလိုနှစ်ယောက်ကြာရှက်ဖြာလို့တစောင်းတက်တဲ့အခါတိုင်းချစ်ချင်းမြတ်တာမဟောင်းကြောင်းပြောပြမယ်ရန်အေးတဲ့အခါကိုကြောင်းပရိယာပါဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်လို့ရခြင်းရမယ်အမင်းချစ်တာတော့ပြင်လို့မရဘူးဖုံးပြေဆုံးမယ်ကျေးဇူးတင်ပါတယ်